ဒီအိမ်အတွင်းရှိသောအိမ်ဆောင်နှက်များနှက်ကောင်နှက်မြက်များနှင့်မကြုံမလို့သေးသောပုဂ္ဂိုလ်များမြင်အပ်မမြင်အပ်ကြားအပ်မကြားအပ်သိအပ်မသိအပ်နှင့်30တပုံသားအလုံးတို့သည်ကျမ်းမာပါစေချမ်းသာပါစေဒေါသခတ်သိမ်းကင်းငြိမ်းပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေဘဝအဆက်ဆက်ဘဝဘုံဘုံမိမိပြုခဲ့သောကောင်းမှုကံပါရမီတို့နှင့်လူတကာတို့ပေးဝေငှနေသောမေတ္တာဘာဝနာများကိုတိမြင်ကြားသည့်တာဓုခေါ်နိုင်ပင်လင်ဤဘုံဤဘဝမှာကျွလို့၍ဤထက်များစွာမြင့်မြတ်သောဘုံဘဝသို့ရောက်ရှိပါစေနေစရာမရှိသူများလည်းနေစရာရပါစေစားစရာမရှိသူများလည်းစားစရာရပါစေဝတ်စရာမရှိသူများကလည်းဝတ်စရာရပါစေဤဘုံဤဘဝမှာကျွလို့၍လူဘဝအမြန်ဆုံးရောက်ရှိကာသူတော်ကောင်းတရားနှင့်အညီနေနိုင်သွားနိုင်စားနိုင်အိမ်နိုင်ပြီးနိဗ္ဗာန်ရောက်ရာလမ်းကြောင်းများကိုလည်းအမြန်ဆုံးရှာဖွေတွေ့ရှိနိုင်ကြပါစေ